တိတ်တိတာပေါ့ဘသူတွေကိုယ့်အပေါ်မှာဘလူဆက်ဆံလဲဘလူသဘောထားလဲကိုယ့်အပေါ်ဘသူကကောင်းလဲဘသူကဆိုးလဲဆိုတာအပြောဆိုတွေအပြုတ်မှုတွေပြီးတော့စကလုံးတွေကအစအကုန်သိတယ်ဒီတဲ့ပိုသိတာကဘာလဲဆိုတော့ဘဝဆိုတာခဏလေးပဲအချိန်ဆိုတာတူတူလေးဆိုတာပဲလူသားတန်ပေါင်းများစွာရှိတဲ့အထက်ကကိုယ်နဲ့တွေ့ဆုံခွင့်ရတဲ့လူတွေကတာမန်တိုက်ဆိုင်မှုတက်တက်နဲ့တော့မဆုံတက်ကြဘူးဆိုတာကိုအပြည့်အဝယုံကြည်တယ်။ဒါကြောင့်မလို့ရေစက်ကြောင့်လားဝှကျွေးကြောင့်လားဘာကြောင့်ပဲဆုံကံကုန်လို့ပြန်မဆုံနိုင်ကြရတော့တဲ့ဒီနေ့ကိုယ့်ရဲ့ယူသားမှုဖြူစင်မှုစစ်မှန်မှုတွေကိုလက်ဆောင်ဖြစ်နေကြံနေခဲ့စေခြင်းနဲ့လေ။ဒါကြောင့်ကိုယ့်အပေါ်ဆိုးတဲ့သူပဲဖြစ်ဖြစ်ကောင်းတဲ့သူပဲဖြစ်ဖြစ်ကိုယ်နဲ့ဆုံတွေ့ခွင့်ရတဲ့အချိန်လေးမှာအားလုံးကိုစိတ်ရင်းနဲ့ပေါင်းတယ်အစစ်အမှန်တွေပဲပေးတယ်ဝှကျွေးဆိုရင်လည်းဒီဘဝဤများနဲ့ကြည်ပါစေတော့ဆိုတဲ့စိတ်နဲ့ကိုယ့်ဘက်ကအမြဲကောင်းအောင်ကြိုးစားရင်ကိုယ့်အပေါ်ဆိုးခဲ့တဲ့ຢာတွေအားလုံးအတွက်မတိရောင်ဆောင်ပြီးနေတတ်သွားရုံပါတကယ်တော့ကိုယ့်အပေါ်ဘယ်သူကောင်းလဲဘယ်သူဆိုးလဲဆိုတာအကုန်သိပါတယ်